ကျွန်တော်မြန်မာလိုကြတော့တခုတည်းလို့မြင်ပြီးအင်္ဂလိပ်မှာကြတော့ကျွန်တော်အများနဲ့သုံးရတဲ့စကားလုံးတွေကိုကျွန်တော်ဒီနေ့ပြောပြမှာဖြစ်ပါတယ်။ကဲကျွန်တော်မြန်မာလေးနဲ့ပဲကျွန်တော်စာလိုက်အောင်။ဒီမြန်မာကကျွန်တော်မြန်မာဆိုလို့ရှင် These glasses are mine. These glasses are mine. ဒီမှာဆိုရင်ကျွန်တော်တခုရှိတာ glasses မှာမြန်မာ s တဲ့နော် glasses s တဲ့ပြီးတော့ခါကျတော့ verb ကိုကကျတော့အများပြောင်းတယ်နော် r ဆိုပြီးတော့အများပြောင်းတာလေအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဒီမြန်မာမှာကအစိတ်ပိုင်းတစ်ခုပါတဲ့အတွက်ကြောင့်မလို့ these glasses are mine ဒီမြန်မာကကျွန်တော်မြန်မာဆိုရင် these glasses are mine ဆိုပြီးတော့ကျွန်တော်တို့အများနဲ့ထည့်သုံးတယ်နော်ကဲနောက်တစ်ခုကျွန်တော်ထပ်ကြည့်အောင်ဒီကက်ကြီးကအစိမ်းအောင်ဆိုလို့ရှင် these sixers are green these sixers are green ဒီကက်ကြီးကအစိမ်းအောင်ကက်ကြီးမှာလည်းအစိတ်ပိုင်းတစ်ခုပါတယ်အဲကြောင့် sixers မှာ s ထည့်မယ်နော်ကက်ကြီးမှာ s ထည့်မယ်ပြီးတော့သူ့ရဲ့ verb မှာလည်း r ဆိုပြီးတော့အများပြောင်းတာဖြစ်ပါတယ်ကဲနောက်တစ်ခုကျွန်တော်ထပ်ကြည့်အောင်ဘောင်းမီရှည်တွေကိုလည်းကျွန်တော်တို့ဘောင်းမီတွေကိုလည်းကျွန်တော်တို့ဒီမှာ s ထည့်ပြီးတော့အများကိန်းနဲ့သုံးပါတယ်ကဲနောက်တစ်ခုကြည့်အောင်အဲ့ဒီဘောင်းမီကစုပ်ပြဲနေပြီဆိုလို့ရှင် those trousers are ripped အဲ့ဒီဘောင်းမီကစုပ်ပြဲနေပြီနော်ဒီမှာ trousers မှာ s ထည့်တယ်နော် trouser မှာ s ထည့်သူကလည်းကျွန်တော်အစိတ်ပိုင်းတစ်ခုပါတယ်အဲကြောင့်မလို့သူက s ထည့်တယ်ပြီးတော့ verb ကိုလည်းအများပြောင်းနိုင်နော်ကဲနောက်တစ်ခုဘောင်းမီတိုကိုလည်းကျွန်တော်တို့ s ထည့်ပြီးပြောပါမယ်ဒီဘောင်းမီတိုကဘယ်သူဘောင်းမီလဲလို့ပြောလို့ရှင် whose shorts are these whose shorts are these ဒီဘောင်းမီတိုကဘယ်သူဘောင်းမီတိုလဲ shorts မှာ s ပါတယ်ပြီးတော့ verb ကလည်းကျွန်တော် r ထည့်ထားတယ်နော်ပြီးတော့နောက်တစ်ခု jeans ဘောင်းမီကိုလည်းကျွန်တော် s ထည့်ပြီးတော့ပြောပါတယ် my jeans have 4 pockets my jeans have 4 pockets ကျွန်တော်ရဲ့ jean ဘောင်းမီမှာ8က4ခုပါတယ်ဒီမှာဆိုရင် h ကျွန်တော် have have ကိုသုံးတာရယ် verb ကို jeans မှာလည်း s ထည့်တာနော်ဘာဖြစ်လို့ jean ဘောင်းမီမှာလည်းကျွန်တော်အစိတ်ပိုင်းတစ်ခုပါတဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်ကျွန်တော်မြန်မာလိုကြတော့ကျွန်တော်တစ်ခုတည်းအနေနဲ့ပဲသုံးတယ် English မှာကြတော့ကျွန်တော် s တွေထည့်ပြီးသုံးရတဲ့ဒီ noun တွေဖြစ်ပါတယ်ဒီဟာလေးရကျွန်တော်စကားပြောတွေမှာဆိုရင်ကျွန်တော်မှားတတ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီနေ့ share လုပ်ရှင်းတာဖြစ်ပါတယ်အကျိုးရှိရဆိုရင်ကျွန်တော် page ကို like and follow လုပ်ဖို့ကျွန်တော်တောင်းဆိုပါတယ် Thanks for watching. See you in the next video.